ဗုဒ္ဓဘာသာနဲ့အခြားဘာသာများနဲ့အဓိကကွာခြားချက်များကိုအရှင်ဘုရားရှင်းပြပြီးတော်မူပါဟုတ်ပြီဗုဒ္ဓဘာသာနဲ့တခြားဘာသာအဓိကကွာခြားချက်ကလူတွေဘာကြောင့်ဖြစ်ရတယ်လဲဆိုတဲ့လောကကြီးကဘာကြောင့်အခုလိုဖြစ်ရတယ်လဲလူချင်းတူပါလေတယောက်နဲ့တယောက်ဘာကြောင့်ကွာခြားနေတယ်လဲဒီဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုကြည့်ပြီးအကြောင်းရှာတဲ့အခါမှာကွာခြားသွားတယ်လူဘာကြောင့်ဖြစ်ရတယ်လဲကဘာကြီးဘာကြောင့်ရှိနေရတယ်လဲဆိုတာတွေကိုတချို့ကဘလို့ဖြေထုတ်တော့ဆိုတကူရှင်ကြီးဖန်ဆင်းလို့ဆိုတဲ့အကြောင်းကိုသူရှာတယ်မှန်ပါဗျာတကူရှင်ကဖန်ဆင်းတယ်ဆိုအဲ့ဒါကိုရှင်းတော့တဲ့ဣတ္တရနေမာနဝါဒလို့ခေါ်တယ်မှန်ပါဗျာဣတ္တရဆိုတာကဘာကြီးကိုစိုးမိုးအုပ်ချုပ်နိုင်တဲ့တကူရှင်ကြီးကနေမာနသူ့စိတ်တိုင်းညဖန်ဆင်းလိုက်တယ်မှန်ပါဗျာဖန်ဆင်းလိုက်လို့လူတွေနဲ့တက်ရှိတက်မဲ့အရာတွေကပေါ်ထွန်းလာတယ်လို့သူတို့ယူဆတယ်မှန်ပါဗျာအဲ့ဒါအကြောင်းရှာတာပဲဖြစ်တယ်မှန်ပါဗျာနောက်တစ်ခုကဒါတွေက accident တဲ့အကြောင်းမရှိဘဲနဲ့သူကသူဖြစ်လာတာပါလို့ဖန်ဆင်းရှင်ဝါဒကိုလက်မခံတဲ့ပုဂ္ဂိုလ်တွေကအကြောင်းမဲ့ဝါဒပဲဆိုပြီးအဟိတုကဝါဒဆိုတာအကြောင်းရှာတော့အဲ့ဒီကလည်းဘာသာတစ်ခုဖြစ်လာတယ်နောက်တစ်ခုကတော့အတိတ်ကိုပုံချတယ်ခုနပုဗ္ဗေကတာဟိတုဝါဒဆိုပေါ်လာတယ်ဘာပဲဖြစ်ဖြစ်အတိတ်ကလုပ်ခဲ့လို့ဖြစ်တာဆိုပြီးတော့အတိတ်ကိုပုံချတဲ့ဝါဒလည်းပဲအကြောင်းရှာတာပဲဖြစ်တယ်တခြားဘာသာတွေကအဲ့ဒီ၃မျိုးတည်းကတစ်မျိုးမျိုးကိုအကြောင်းရှာကြတယ်ဘုရားဘာသာကဘာကိုအကြောင်းရှာတော့ဆိုတာကံနဲ့ကိလေသာပေါင်းစပ်လို့လောကကြီးကဖြစ်ထွန်းလာတယ်မှန်ပါဗျာအဲ့တော့ဘုရားရဲ့အယူဆဟိုတယ်ဟောပြောချက်အရာဆိုလို့ရှိရင်အဓိကအကြောင်းရင်းကကံနဲ့ကိလေသာမှန်ပါဗျာထိုကံနဲ့ကိလေသာအပြင်မှာရုပ်ကိုဖြစ်စေတတ်တဲ့ကံစိတ်ဥတုအာဟာရဆိုတဲ့အကြောင်း၄မျိုးမှန်ပါဗျာနန္တရားကိုဖြစ်စေတတ်တဲ့အာယုန်နဲ့ဝဋ္ထုစတဲ့အကြောင်းတရားတွေကအမျိုးမျိုးမှန်ပါပဋ္ဌာန်း24ပစ္စည်းမှာဆိုရင်အကြောင်းပေါင်း24မျိုးမှန်ပါဗျာပရိစ္ဆသမုပ္ပါဒ်မှာဆိုရင်အကြောင်းအကျိုးတွေကိုမြတ်စွာဘုရား12မျိုးထိအောင်စကားလုံးသုံးပြပြီးတော့ဖော်ပြထားတယ်အဲ့ဒီအကြောင်းတရားရှာတဲ့ပုံမှာအဓိကကွဲပြားခြားနားကြတယ်အဲ့ဒီအကြောင်းတရားရှာတဲ့နေရာမှာဘယ်ဟာကြောင့်ဘာကြောင့်ဖြစ်တယ်လို့ဆိုတဲ့နေရာဒီအကြောင်းရှာတဲ့နေရာအဓိကကွာခြားပြီးတော့ကွာခြားပုံကတော့ဘုရားကဣတ္တရနေမာနသာဝရဘုရားတကုရှင်ဖန်ဆင်းလို့ဖြစ်တယ်ဆိုတဲ့အချက်ကိုလည်းလက်မခံဘူးပြောစရာတွေဝေဖန်စရာတွေအများကြီးရှိတယ်အကြောင်းမဲ့ဖြစ်တယ်ဆိုတာလည်းလက်မခံဘူးအကြောင်းရှိတယ်အတိတ်အကြောင်းတစ်ခုတည်းကိုပဲပုံချတဲ့ဝါဒမျိုးကိုလည်းလက်မခံဘူးတကယ်ကတော့အကြောင်းဆိုတာမျိုးမျိုးရှိတယ်အတိတ်ကအကြောင်းလည်းပါမယ်ပစ္စုပန်အကြောင်းလည်းပါမယ်အဲ့ဒီအကြောင်းတွေကြောင့်သာလျှင်တတ္တလောကကြီးနဲ့ဩဃတလောကကြီးကဖြစ်ထွန်းနေတာလို့မြတ်စွာဘုရားရှင်းပြတယ်အဲ့တော့အကြောင်းအကျိုးရှာတာချင်းကြွားချတယ်လို့သူတို့ပြောနော်ဘုံဘုံခုနကမင်းခဲ့တဲ့ကံနဲ့ကိလေသာဆိုတာကံဆိုတာဘာပါလဲကိလေသာဆိုတာဘာပါလဲရှိကံဆိုတာလူတွေရဲ့ intention နဲ့ပြောလိုက်တဲ့အရာနဲ့ပြုလုပ်လိုက်တဲ့ကိစ္စကိုကံလို့ခေါ်တယ်မှန်ပါဗျာလူတွေရဲ့ intention ဆိုတာစေတနာပေါ့ရှင်တွေကလှုပ်ဆော်မှုရှင်တွေကလှုပ်ဆော်တဲ့စေတနာလေးဟာအဓိကဖြစ်လို့သူ့ကိုကံလို့ခေါ်တယ်မှန်ပါဗျာစေတနာဟံဘိက္ခွေကမ္မဝရမိလို့ပြောဆိုကြပြီမဲ့နိဗ္ဗေဒိကသုတ်တစ်ခုမှာပဲအဲ့ဒါတွေ့ရတယ်ကံဆိုတာဟာဒီစိတ်မှာဖြစ်ပေါ်နေတဲ့ရည်ရွယ်ချက်တွေလှုံ့ဆော်ချက်တွေအလုံးကိုကံလို့ဆိုနိုင်တယ်ပေါ့နော်ကမ္မပစ္စည်းမှာကြည့်လိုက်လို့ရှိရင်စေရနာကိုကံလို့ခေါ်ခဲ့တယ်ပဋ္ဌာန်း24ပစ္စည်းမှာဘုရားကမ္မပစ္စည်းဆိုတာစေရနာကိုအဓိကထားပြီးဟောတာအဲ့တော့စေရနာလဲကံပဲသူများပစ္စည်းကိုမတရားလို့ခြင်းနဲ့လောဘကိုယ်ဟာဖြစ်ခြင်းနဲ့အဘိဓါဆိုတဲ့လောဘလူတယောက်ကိုပျက်စီးသွားစေခြင်းနဲ့ဗျာပါဒဆိုတဲ့အမုန်းဒေါသအမှန်မမြင်တဲ့အမှားကိုလက်ခံထားတဲ့မိစ္ဆာဒိဋ္ဌိဆိုတဲ့အရာလည်းပဲကံလို့ခေါ်ပါတယ်အဲ့လောဘနဲ့ဆန့်ကျင်မဲ့အလောဘဗျာပါဒနဲ့ဆန့်ကျင်တဲ့အဗျာပါဒမေတ္တာတမ္မာဒိဋ္ဌိဆိုတဲ့ကံကံရဲ့အကျိုးလက်ခံတဲ့ဉာဏ်ကိုလည်းပဲကံလို့ခေါ်ပါတယ်ကံလို့ဆိုတာဟာစေရနာနဲ့
စေတသိက်အချို့တရားတွေကိုမြတ်စွာဘုရားကံလို့ဟောပါတယ်အဲ့ဒါတွေကြောင့်အလုတ်တစ်ခုဖြစ်လာတယ်အလုတ်ကဘာလို့ဆိုရင်နှုတ်နဲ့စိတ်ထဲကကြံတွေးတာဖြစ်တယ်နှုတ်နဲ့ပြောဆိုတာဖြစ်တယ်ကိုဒီလေ mental action တို့ verbal action တို့ physical action တို့ပေါ့နော်အဲ့ဒီလှုပ်ဆောင်မှုတွေကိုဖြစ်ပေါ်စေလို့အဲ့ဒါကိုကံလို့ခေါ်တယ်အကြောင်းတရားကိုခေါ်လိုက်တာကိလေသာဆိုတာကြတော့ချစ်ချင်းမုန်းခြင်းနဲ့ရှင်တွဲလာတဲ့ဖြစ်ပေါ်လာတဲ့ရှင်ထဲမှာပူလောင်စေတတ်တဲ့အရာနဲ့စိတ်ကိုညှဉ်းနှွမ်းသွားစေတတ်တဲ့တဘာဝတရားတွေကိုအကုသိုလ်တရားတွေကိုကိလေသာလို့ခေါ်တယ်မှန်ပါဗျာနော်မှန်ပါဗျာပြောမယ်ဆိုရင်လောဘတို့ဒေါသတို့မောဟတို့မာနတို့ဒါတွေကိုကိလေသာလို့ခေါ်တာနော်